အမျိုးသမီးဟာကိုဝန်ဆောင်ထားရတာ10နှစ်ရှိနေပြီဖြစ်ပေမဲ့ကလေးမမွေးနိုင်သေးပါဘူးရွာသားတွေကသူမကိုလက်ပိတ်တဲ့မိစ္ဆာတကောင်လို့သတ်မှတ်ကြပါတယ်သူတို့ဟာသူမကိုတန်လောင်အိမ်ထဲထည့်ပိတ်ထားရုံတင်မကပဲငကားမင်းစီမှာရစ်ပူစော်ဖို့ပါဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့သူမကိုကိုမြတ်တော့မဲ့အချိန်မှာပဲသူမရဲ့ဝမ်းပိုက်ထဲကနေရွှေရောင်လင်းနှန်းတွေရုတ်တရက်ထွက်ပေါ်လာပါတယ်တိတ်ဆိတ်ငြိမ်သက်နေတဲ့ရေကန်ကြီးဟာလည်းပြင်းထန်တဲ့မုန်တိုင်းတန်ကြောင့်လှိုင်းထန်လာပြီးရေနဂါးမြောက်များထွက်ပေါ်လာကသူမကိုဝိုင်းရံကာကွယ်ပေးကြပါတော့တယ်အဲ့ဒီတော့မှလူအလုံးကသူမလွယ်ထားတာဟာမိစ္ဆာမဟုတ်ပဲငကားမင်းရဲ့ရင်သွေးဖြစ်နေမှန်းသိလိုက်ကြရပါတယ်လွန်ခဲ့တဲ့10နှစ်တုန်းကရွာမှာပြင်းထန်တဲ့မိုးကောင်ရေရှားတံကိုနှစ်ရှည်လများခံစားနေရပါတယ်ရွာသားတွေကမိုးရွာပေးဖို့နဲ့သူတို့အပေါ်စောင့်ရှောက်ပေးဖို့အတွက်အမျိုးသမီးငယ်တရားကိုငကားမင်းရဲ့သူတို့သမီးလောင်းဖြစ်ပူဇော်ဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူးလူအုပ်ထဲမှာငကားမင်းဟာတစ်ချိန်ကသူ့အသက်ကိုကယ်တင်ခဲ့မှုတဲ့မိန်းကလေးကိုချက်ချင်းမှတ်မိသွားပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကငကားမင်းဟာလျှက်စီးမုန်တိုင်းတံကိုမကြော်ဝါနိုင်ပဲကမ်းခြေမှာဒဏ်ရာနဲ့လဲကျနေခဲ့ပါတယ်မိန်းကလေးကသူ့ရဲ့ငကားပုံစံကိုမြင်ပေမဲ့ရံမမှုပဲပင်လယ်ရဲကိုတရွတ်တိုက်ဆွဲခေါ်သွားပြီးသူ့အသက်ကိုကယ်တင်ခဲ့တာပါဒါကြောင့်ငကားမင်းဟာငကားဖြူဖြစ်အသွင်ပြောင်းပြီးလူလောကမှာရှိတဲ့သူမစီလာခဲ့ပါတယ်ဒါပေမဲ့လူလောကမှာတော့မိန်းကလေးဟာငကားမင်းရဲ့ရွေးချယ်မှုကိုမခံရဘူးလို့အထင်ခံရတာကြောင့်အိမ်ပြန်ရောက်တဲ့အခါမိသားစုရဲ့ဆဲဆိုချိန်မှမှုကိုခံရပါတယ်သူမရဲ့အားကိုမရတဲ့ဖခင်ဖြစ်သူကအာနာနဲ့မျက်နှာသာရဖို့အတွက်သူမကိုဘရင်မင်းကြီးနဲ့နီးစပ်တဲ့မိန်းမစိုးတစ်ယောက်စီရောင်းစားဖို့အောင်ကြံစည်ခဲ့ပါတယ်အဲ့ဒီညမှာပဲသူမဟာမိန်းမစိုးနဲ့အတူနေဖို့အတင်းတမစိတ်ခိုင်းခံရပါတယ်သူမမျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲအရှိပင်လဲငကားမင်းကသူမကိုရှာတွေ့သွားပြီးလူရုပ်မာကိုတစ်ချက်တည်းနဲ့နှိမ်နှင်းလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမိန်းကလေးဟာစိတ်ခတ်ထားတဲ့လက်ဖက်ရည်ကိုတောက်မိထားတာကြောင့်နေလို့မကောင်းဖြစ်နေပါတယ်စိတ်ချိန်တက်လာတာကြောင့်သူမကငကားမင်းကိုတွန်းလှဲလိုက်ပြီးစိတ်ဖြေဖို့အတွက်အသုံးပြုလိုက်ပါတော့တယ်နောက်တစ်နေ့နိုးလာတဲ့အခါငကားမင်းကသူ့ရဲ့အမှတ်သားဖြစ်တဲ့ဥချိုတွေကိုထုတ်ပြပြီးသူ့ကိုယ်သူဘယ်သူလဲဆိုတာသိအောင်လုပ်လိုက်ပါတယ်မိန်းကလေးကလည်းသူဟာတစ်ချိန်ကသူမကယ်ခဲ့တဲ့ငကားဖြူလေးမှန်မှတ်မိသွားပါတယ်ငကားမင်းကသူမရဲ့လက်ကိုမြဲမြံစွာဆုပ်ကင်ပြီးတာဝန်ယူပါမယ်လို့ကတိပေးပါတယ်မိန်းကလေးကလည်းငကားမင်းနဲ့လက်ထပ်ဖို့ဝမ်းသာအားရသဘောတူခဲ့ပါတယ်ငကားမင်းကသူမကိုဒီမှာပဲခဏစောင့်နေဖို့ပြောပြီးလက်ထပ်ဖို့အတွက်စစ်ဆက်ကြောင်းလမ်းနဲ့လက်ဆောင်တွေပြင်ဆင်ဖို့ငကားနန်းတော်ကိုအမြန်ပြန်သွားပါတယ်ဒါပေမဲ့စကားတော်မဆုံးသေးခင်မှာပဲငကားမင်းဟာနှစ်ချိုက်ချိုက်အိပ်ပျော်သွားပါတယ်တကယ်တော့ငကားမျိုးနွယ်စုမှာရှေးဟောင်းသားမြစ်ချက်တစ်ခုရှိပါတယ်လူသားမျိုးသမီးနဲ့အတူအိတ်တဲ့ငကားဟာ10နှစ်ကြာအောင်အိမ်မောကျသွားရမှာဖြစ်ပါတယ်လူလောကကမိန်းကလေးကတော့ဒါကိုဘာမှမသိရှာပါဘူး10နှစ်အတွင်းငကားမင်းရောက်မလာနိုင်တဲ့အချိန်မှာပဲသူမရဲ့ဝမ်းပိုက်ဟာရုတ်တရက်ဖောင်းကားလာပြီးရွှေရောင်လင်းနှန်းတွေမှိန်ပြပြထွက်ပေါ်လာပါတယ်သူမရဲ့ဖခင်နဲ့တခြားလူတွေရောက်လာတဲ့အခါဒီမြင်ကွင်းကြောင့်အံ့ဩသွားကြပါတယ်သူမရဲ့ညီမဝမ်းခွဲကအခွင့်ကောင်းယူပြီးဒါဟာမိစ္ဆာကိုဝန်ပဲဖြစ်ရမယ်မဟုတ်ရင်တညတဲ့နဲ့ဘိုက်ကဒီလောက်ကြီးလာပါမလားဆိုပြီးကုန်းချောပါတယ်ဖခင်ဖြစ်သူဟာဒေါသအမျက်ထောင်းထောင်းထွက်ပြီးသူမကိုမြေပြင်ပေါ်ကန်ချလိုက်ကမိသားစုကိုအဆက်ခွဲတယ်လို့ဆွဆွဲပြီးအဆက်အသွယ်ဖြစ်လိုက်တယ်လို့တစ်သက်လုံးအိမ်မှာအနှိမ့်ကြဆုံးအစေခံဖြစ်နေဖို့အပြစ်ပေးလိုက်ပါတယ်မျက်စိတမိတ်အတွင်း10နှစ်တာကုံဆုံးသွားခဲ့ရင်မဲ့ကလေးမွေးမဲ့အရေးအယောင်လုံးဝမရှိပါဘူးသူမဟာဘိုက်ကြီးကြီးနဲ့နေ့တိုင်းရွာကရေတွင်းမှာရေခက်ရပါတယ်နဂါမင်းကမိုးမရွာပေးတာအနှစ်20ရှိနေပါပြီရွာသားတွေဟာကြောက်တွေ့နေတဲ့ရေတွင်းကိုလာကြည့်တိုင်းစိတ်ပြက်လက်ပြက်နဲ့ပြန်သွားကြရပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အားလုံးကဘုံလို့တွေနဲ့ပြန်ဖို့ပြင်နေုံမှာပဲအမျိုးသမီးရဲ့ဝမ်းပိုက်ထဲကနေရွှေရောင်လင်းနှန်းတွေထက်မှန်ထွက်ပေါ်လာတာကိုဘယ်သူမှသတိမထားမိလိုက်ပါဘူးချက်ချင်းဆိုသလိုပဲအနှစ်20ကြာ၆တွေ့နေတဲ့ရေတွင်းရဲကနေကြည်လင်တဲ့ရေတွေပန်းထွက်လာပါတော့တယ်အားလုံးကနဂါမင်းကသူတို့ရဲ့ဆူတောင်းကိုနားညောင်းလိုက်ပြီလို့ထင်ပြီးကျေးဇူးတင်စွာနဲ့လူထောက်လိုက်ကြပါတယ်လူတွေရေလူခတ်နေကြတော့မှရုံမာတဲ့အဖွားကြီးတစ်ယောက်ကအမျိုးသမီးကိုတမင်တွန်းလဲလိုက်ပြီးဒီဘိုက်ထဲကမိစ္ဆာကြောင့်ငါတို့မှရေငက်ပြီးဒုက္ခရောက်နေရတာလို့အော်ဟစ်ဆဲဆိုကသူမကိုရိုက်ဖို့လုပ်ပါတယ်နောက်တစ်စက္ကန့်မှာပဲရွာသားတွေခတ်ထားတဲ့ရေတွေအားလုံးဟာအငွေ့ပြန်ပြောက်ကွယ်သွားပါတော့တယ်အားလုံးရေတွင်းကိုပြန်ကြည့်ရဲ့အခါရေတွင်းကပြန်ချောက်သွားပြီးအမျိုးသမီးရဲ့ရေပုံးထဲမှာပဲရေတွေအပြည့်ကျန်နေတာကိုတွေ့ရပါတယ်ရွာသားတွေမြင်သွားမှဆိုလို့သူမဟာရေပုံးကိုမှပြီးအိမ်ကိုအမြန်ပြေးပြန်ခဲ့ပါတယ်သူမမသိလိုက်တာကတော့သူမရဲ့ဘိုက်ထဲကငကားရင်သွေးလေးနှစ်ယောက်ကသူမကိုကာကွယ်ပေးနေတာပါ10နှစ်တိုင်အောင်မမွေးသေးတာကလည်းသူတို့မှာဝိညာဉ်စွမ်းအင်လုံလောက်အောင်မရသေးလို့ဖြစ်ပါတယ်တစ်ဖက်မှာလည်းငကားနန်းတော်မှာ10နှစ်ကြာအိပ်ပျော်နေတဲ့ငကားမင်းဟာနောက်ဆုံးမှနိုးလာခဲ့ပါတယ်သူဟာ10နှစ်တောင်ကြာသွားပြီမှန်းသိလိုက်ရတဲ့အခါလူလောကမှာသူ့ကိုတစ္ဆာရှိရှိစောင့်နေမဲ့မိန်းကလေးကိုချက်ချင်းတတိယသွားပါတယ်သူဟာငကားစစ်စစ်အဖြစ်အသွင်ပြောင်းပြီးသူမကိုရှာဖို့နန်းတော်ကနေအမြန်ဆုံးပြန်တန်းထွက်ခွာလာပါတယ်ငကားမင်းထွက်လာတဲ့အချိန်မှာပဲမိန်းကလေးဟာအိမ်ကိုရေပုံးပြည့်နဲ့ပြန်ရောက်လာပါတယ်ရေမတောက်ရတာကြာပြီဖြစ်တဲ့မိဘတွေကရေပုံးကိုမြင်နာနဲ့အတင်းလူတောက်ကြပါတယ်ဒါပေမဲ့သူမကလည်းရေတငုံလောက်တောက်ချင်တယ်လို့ပြောတဲ့အခါမှာတော့ရရဆက်ဆက်တွန်းထုတ်ပစ်လိုက်ပါတယ်သူတို့ကတော့သူတို့သမီးကိုလက်ပိတ်တဲ့သူလိုပဲမြင်နေကြတော့ပါ10နှစ်လုံးကလေးမမွေးတာဟာမိစ္ဆာဖြစ်နေလို့ပဲလို့သူတို့ကအခိုင်အမာယုံကြည်နေကြပါတယ်ဒီလိုဆွဆွဲချက်တွေကိုကြားရတဲ့အခါမိန်းကလေးဟာသူမရဲ့တိခတ်နိုင်စွမ်းကုန်ဆုံးသွားပြီးဒီကလေးကငကားမင်းရဲ့ရင်သွေးပါလို့အော်ပြောလိုက်ပါတယ်ဒါပေမဲ့မိဘတွေကမယုံကြည်ရဲ့အပြင်သူမရဲ့ပါးကိုပြင်းထန်စွာရိုက်နှက်လိုက်ပြီးဒီလိုမဖွယ်မရစကားတွေကိုနောက်မပြောဖို့တားမြစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအရာရှိသားတစ်ယောက်နဲ့ပတ်သက်ပြီးကိုဝန်ရှိနေတဲ့သူမရဲ့ညီမဝမ်းခွဲဟာမြို့ကနေရေတွေပြည့်တင်ထားတဲ့လက်ကြီးနဲ့ပြန်ရောက်လာပါတယ်အဲ့ဒီအချိန်မှာပဲမော်တက်ချိုတက်မြောက်တဲ့လမ်းသွားလမ်းလာဆရာတော်တစ်ပါးကဒီဒေတာကိုရောက်လာပါတယ်ဆရာတော်ကမိန်းကလေးလွယ်ထားတဲ့ကိုဝန်ဟာတိုင်းပြည်ကိုကယ်တင်မဲ့ရင်သွေးမှန်းချက်ချင်းတိလိုက်တာကြောင့်သူမရှိမှဒူးထောက်လေးပြုလိုက်ပါတယ်ဒါကိုဘေးကညီမဝမ်းခွဲကမြင်တဲ့အခါသူမကိုအလေးပြုတယ်လို့မှားယွင်းစွာထင်မှတ်သွားပါတယ်သူမဟာအဆက်မရှိပဲလူတိုင်းကိုငါးပိုက်ထဲကကလေးကဒါတကက်ကယ်တင်ရှင်လို့လက်ညာပြောဆိုပါတော့တယ်ပြီးတော့မိန်းကလေးလွယ်ထားတဲ့ကိုဝန်ဟာကဘာပြအောင်လုံးမဲ့မိစ္ဆာဖြစ်လို့နှစ်ဆက်ကြာမိုးကောင်တာရက်တန့်ဖို့အတွက်သူမကိုငကားမင်းစီရစပူစော်ရမယ်လို့ဆွဆွဲရတယ်သူမဟာဘရင်မင်းကြီးကိုတောင်ဒီပွဲကိုလာကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒီလိုနဲ့သူတို့ဟာမိန်းကလေးကိုတန်လောင်အိမ်ထဲထည့်ပြီးပင်လယ်ကမ်းခြေကငကားမင်းရုပ်တုစီခေါ်သွားကြပါတယ်အဲ့ဒီရုပ်တုဟာတကယ်တော့သူမရဲ့ခင်မုန်းဖြစ်သူရဲ့ပုံတူဆိုတာကိုသူတို့မသိကြပါဘူးဒီလိုမောက်မာလာတဲ့လူသားတွေဟာငကားမင်းရဲ့ဇနီးကိုလက်ဖြားနဲ့တောင်မတို့ထိုက်ပါဘူးမိန်းကလေးကိုလူအုပ်ရှိမှအတင်းတူထောက်ခိုင်းလိုက်တဲ့အခါပြင်းထန်တဲ့ငလင်တစ်ခုလှုပ်ခတ်သွားပြီးငကားမင်းရုပ်တုဟာမြေပြင်ပေါ်ကိုပြိုကျပျက်စီးသွားပါတော့တယ်ဒါဟာနတ်ဖျားရဲ့အပြစ်ပေးမှုလို့အားလုံးကထင်နေုံမှာပဲညီမဝမ်းခွဲကဒါဟာမိန်းကလေးရဲ့လက်ချက်လို့ထပ်ပြီးကုန်းချောပါတယ်ရွာသားတွေဟာအမှန်တရားကိုမသိပဲညီမဝမ်းခွဲရဲ့မြောက်ပေးမှုကြောင့်မိန်းကလေးကိုချက်ချင်းကိုမြတ်ဖို့အော်ဟစ်ကြပါတယ်ရဲမက်တွေကမိန်းကလေးကိုဖိနှိပ်ထားစဉ်မှာညီမဝမ်းခွဲကနှင်တန်ကိုယူပြီးမိန်းကလေးရဲ့ဝမ်းပိုက်ကိုရရဆက်ဆက်ရိုက်နှက်လိုက်ပါတယ်မိန်းကလေးဟာနာကျင်လုံးလို့အော်ဟစ်လိုက်ရပါတယ်
အဲ့ဒီနောက်မှာတော့အလင်းတန်းကြီးတစ်ခုကောင်းကင်ရန်စီကိုထိုးတက်သွားပြီးကဘာမြေနဲ့ကောင်းကင်ကြီးဟာထူးဆန်းတဲ့နိမိတ်တွေနဲ့အတူလှုပ်ခတ်သွားပါတော့တယ်ထိုအချိန်မှာတော့လူလောကဟာကြီးမားတဲ့ဘေးဒုက္ခတစ်ခုနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာကိုသူတို့လုံးဝမသိလိုက်ကြပါဘူးဗျာ